ပြောပါအောင်လွတ်လိုက်တယ်အမဘယ်လိုလွတ်လိုက်တယ်ဟိုဟာလေသူကပုံစံတယ်ဒီမှာတဲ့သွားရမယ်ပေါ့သူဆီမှာရောက်နေတယ်တဲ့အဲ့ဒီဘက်မှာတဲ့ဝိုင်းဒီလူဒီနာကအဲ့ဒီဟိုတယ်မှာတဲ့အဲ့ဟိုတယ်မှာရောက်နေတယ်ပေါ့သွားလိုက်ဆိုတော့အမဘီဒင်းဆီမှာလာဆိုဘီဒင်းဆီမှာစီတော့ခိုင်းနေလားပေါ့ကျမ်းမြင်လားအမဘီဒင်းဆီမှာလာဟုတ်ပြီတဲ့နံပါတ်လေးတဲ့နံပါတ်ပြီးရင်အဲ့ဒါလေဖုန်းကိုလေးကြိုက်ရမယ်ပေါ့နော်ဒါပေမဲ့ကိုဖုန်းကိုတော့ကိုယ်စစ်လိုက်ဒါပေမဲ့ညီမလေးကဟိုအဖော်လေးပါလေးမခေါ်ကိုယ့်ရဲ့အတွင်းကြီးဆိုရင်ပေါ့ညာပြီးမသိစီချင်တော့မခေါ်ပါနဲ့တိုင်းရေးရေးတာတော့ကိုပြောချင်တာကိုပြောကိုဖြစ်ချင်တဲ့ဟာကိုပြောရင်ဆီယာမအားလုံးလုပ်ပေးမယ်ဟုတ်တယ်ကိုဖြစ်ချင်တာပြောအားလုံးလုပ်ပေးမှာဟုတ်ပြီရောက်လာဟုတ်ပြီအဲ့ဒါကြောင့်လေဟိုပေါ့ဟိုဆီယာမကနေပြီးတော့မှလာပါလို့အဲ့လိုမျိုးခေါ်နေတာတဲ့အခုလိုမျိုးတယောက်ကနေမှသူတို့တုံးပြီးလို့အကျိုးတွေ့တယ်ဆိုအဲ့ဒီအမပြောမှတမီးကလည်းယုံမှန်လေဆီယမကနေမှဟာနံပါတ်ပြောင်းရင်ကောင်းတယ်ဘယ်လောက်ပြောတမီးကမယုံနဲ့ဟုတ်တယ်မလားနော်အခုကလက်တွေ့တီဟာကိုတုံးဆွဲတဲ့လူကနေမှသူကအကျိုးတွေ့တော့တမီးတို့ချစ်လို့တနာလို့လူနေနိုင်တဲ့အမကိုတုံးကြည့်ဆီယမကိုကိုယ်နေလည်းပဲပြောတုံးကြည့်ဒီဆီယမညှို့ပေးမယ်ပေါ့နော်နောက်ဒီထက်စီပြီးနဲ့ဒီထက်ကောင်းတဲ့ခါတွေတော့အမကြီးတို့စီနေဒီထက်စီပြီးတဲ့ခါတွေသူတမီးလေးလည်းပြီးသုံးနေလို့ပြောတယ်ဟုတ်တယ်ဟုတ်ကဲ့ပါအခုရောက်လာပြီနော်အကောင်းဆုံးယူပေးထားရင်နော်စိတ်ချမ်းသာတော့မယ်ဟုတ်ကဲ့နော်စိတ်လုံးဝချမ်းသာတော့မယ်